ဟုတ်တယ်မှန်ပါ မကဘူးနောက်ထပ်တရွာစီသေးတယ်အဲ့ဒါမာလာထားကျဲတဲ့တိုက်ပွဲမဖြစ်ဘူးနော်တီသူကိုရဲရဲဆက်ဆက်နဲ့ကျဲတာအယောက်30ကျော်အဲ့ဒီတည်င်းကြတော့မှမပြန်တော့မချမ်းရဘူးဒါပေမဲ့ဒီဟာတတော်မွေရဲ့စိတ်ကိုတော်တော်ထိခိုက်တယ်အဲ့တော့ထိခိုက်လို့ဒီတည်င်းကပုတုတင်တဲ့တည်င်းနဲ့မာလာကျဲနေတဲ့အချိန်မှာတခါတည်းကျင့်နေတာတင်လိုက်တဲ့အချိန်မှာဒီတည်င်းကြတော့လူတွေပြန်တော့မမြင်ဘူးကွာအဲ့ဒီမဲ့အေးလို့ပြန်တင်လိုက်တဲ့တည်င်းကလူတွေအကုန်လုံးမြင်တယ်တင်တာလည်းတစ်ခါမကနှစ်ခါမကမာလာကျဲလိုက်တဲ့နေရာတိုင်းကြီးကျဲလိုက်ပြီးလူတွေများပြသေးပြီးဆိုရင်ခွဲမသာပုတုတွေတည်င်းတွေသူတို့ပလိုက်တာတည်င်းတွေစပတ်ဆက်လီတည်င်းတွေမဟုတ်မဟာတဲ့တည်င်းတွေအရေးမကြီးတဲ့တည်င်းတွေကပြန်တော့ပေါ်လာတယ်ဒီလိုမျိုးအရေးကြီးတဲ့နိုင်ငံရေးတည်င်းတော်လိုင်းရေးတည်င်းဘယ်သူမှမမြင်တော့ဘူးအမေစုတည်င်းလည်းဘလောက်ပဲအရေးကြီးလူတွေမမြင်ဘူးအဲ့ဒါငါသူ့ကိုဆဲလိုက်လို့ငါကသူ့ကိုစောင်းမလိုက်လို့သူ့ကိုတတ်မယ်လို့လည်းငါမချိန်ထားရဘူးပြည်သူလူထုကိုစောက်ကြိတ်ခိုင်းတာတာဝန်စစ်သူတွေကိုစောက်ကြိတ်ခိုင်းတာဘာကြောင့်လဲဆိုတော့ဒီလိုမျိုးတည်င်းမလာဘုံကျက်တက်ပြီးဆိုရင်ပုတုရဲ့တည်င်းကတစ်ခါတည်းတက်လာတာတစ်ခါတည်းတက်လာပြီးတော့သူတို့ဘက်ကတည်င်းကတော်တော်ကိုပေါ်တာတော်တော်လည်းပြန့်တယ်အရေးကြီးတဲ့နိုင်ငံရေးတည်င်းတော်လိုင်းရေးတည်င်းအလုံးလုံးဝမပေါ်တော့ဘူးကွာဒါမှမဟုတ်ပြတာချင်းပြည်နယ်ဘက်ကပဲနော်ရခိုင်ပြည်နယ်မှာမင်းအောင်လိုက်ဘုံကျဲတဲ့အချိန်မှာလည်းအဲ့ဒီစပပရိုက်တာတည်င်းမဲလောပရိုက်တာတည်င်းတွေဆယ်လီတည်င်းတွေအလုံးကတက်လာတဲ့ရခိုင်ပြည်နယ်မှာတော့ကမလာကျဲလိုက်တာလူအယောက်90ကျော်သေးတယ်နော်ပထမနေ့သူကျဲတာလူအယောက်90ကျော်သေးတယ်အလောင်းပေါင်းများစွာလူစားလို့မရဘူးနှစ်ရက်နောက်ပိုင်းမှာရောက်80ကျော်သေးတယ်အဲ့ဒါတွေကြတော့ view စာနေတဲ့ခွဲမသာစိုးလွင်တော့လင်မရတဆင့်ခံပြန်တော့တင်ပေးတာ reaction လုပ်ပေးတာမရှိဘူးဘယ်ငွေစားတဲ့ဆယ်လီအကောင့်မှဒီရခိုင်ပြည်နယ်ကပြည်သူလူထုစစ်ဘေးဆောင်အဲ့လောက်သေးတယ်အဲ့ဒီဆေးရုံထဲမှာလူတွေအဲ့လောက်သေးတယ်ဘယ်သူမှ reaction နဲ့ပြန်တော့တင်တာအရန်တနာပါတယ်အရန်ရင်နာပါတယ်မလာအရရက်ဆက်ပါတယ်ဆိုတာဘယ်သူမှပြန်တော့မဝေဖန်ဘူးကွာ line ပေါ်မှာငွေစားတဲ့စပဆယ်လီတွေမအေလို့ပရိုက်တာတွေကဘယ်သူမှပြန်တော့မတင်ဘူးသူတို့တင်လိုက်လို့ဆိုရင်လူတစ်ယောက်ကတောက်ခါရလို့လူတစ်ယောက်ကအရိုက်ခံရလို့လူတစ်ယောက်ကအဆင်းနဲ့အပတ်ခံရလို့ဒါပဲသူတို့ပြန်တော့တင်ပြတယ်အာအဲ့ဒီအဖွားကြီးရဲ့ယောက်ျားလေးရက်ဆက်လိုက်တာရောက်မှလိုက်တာဘာဖြစ်လို့သူ့ရဲ့မိမကိုဒီလို